ချန်ပီယံခါဘတ်ကိုရယူထိတာနဲ့ဂျော်ရှူအာဗန်ရဲ့တန်စကာပြင်းပတိုက်ပွဲတွေကစတင်နေပါပြီ။အခုလောလောဆယ် MMA လောကမှာအပူဆုံးသတင်းကတော့ချန်ပီယံသွတ်ဂျော်ရှူအာဗန်နဲ့နာမည်ကြီးကစားသမားမန်ဒယ်ခိပတို့ရဲ့အပြန်အလှန်စကားစစ်ထိုးပွဲပါပဲ။ခါဘတ်ကာကွယ်ပွဲအတွက်အစင်သင့်ဖြစ်နေပြီလို့ကြေညာလိုက်တဲ့ဂျော်ရှူအာရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုပြောပြပေးသွားပါမယ်။ဖြစ်ပုံကတော့ဒီလိုပါဂျော်ရှူအာချန်ပီယံဖြစ်ပြီးတာနဲ့ဝိတ်တန်းတူပြိုင်ပတ်မန်ဒယ်ခိပကဂျော်ရှူအာရဲ့အနိုင်ရလက်ကိုကန်ကောင်းလို့ဆိုပြီးအထင်သေးတဲ့စကားတွေဆိုရှယ်မီဒီယာမှာပြောလာခဲ့ပါတယ်။မန်ဒယ်ခိပဆိုတာကလည်းအပြောအဆိုကြမ်းတမ်းပြီး trash talk လုပ်ရမှာနာမည်ကြီးသူပါ။ဒါပေမဲ့ The Fearless Joshua Van ကလည်းငြိမ်မနေခဲ့ပါဘူး။မင်းပြောချင်ရဲ့လောင်အိမ်ထဲမှာလာပြောငါအချိန်မီအစင်သင့်ပဲလို့ပြက်သားသားပြန်လဲတုံ့ပြန်ခဲ့ပါတယ်။မန်ဒယ်ခိပဟာအပြောအသင်ကျမ်းတာမဟုတ်ပဲလက်သီးလက်တကယ်ကျမ်းတဲ့သူပါသူဟာ Rising Champion ဟောင်းတစ်ယောက်ဖြစ်ပြီး UFC မှာလည်းထိပ်တန်းအဆင့်ကစားသမားတွေကိုအလဲထိုးခဲ့ပူပါတယ်သူ့ရဲ့မြန်ဆန်တဲ့တိုက်စစ်နဲ့ခံမှန်းရခတ်တဲ့ကစားကွက်တွေကြောင့်ဂျော်ရှူအာအတွက်တော့ဒါဟာပထမဆုံးခါဘတ်ကာကွယ်ပွဲမှာတင်အကြီးမားဆုံးစမ်းသပ်ချက်ဖြစ်လာနိုင်ပါတယ်ဂျော်ရှူအာကတော့ဒီစိန်ခေါ်မှုကိုလုံးဝတွန့်ဆုတ်မနေပါဘူးကျွန်တော်ကတိုက်ခတ်ရေးသမားပါခါဘတ်ကိုကာကွယ်ဖို့အတွက်ဘယ်သူနဲ့မဆိုထိုးဖို့အစင်သင့်ပဲလို့ပရိသတ်တွေကိုအာမခံထားပါတယ်ပရိသတ်တွေကတော့ဒီပွဲသာတကယ်ဖြစ်လာရင် flight rate weight တန်းမှာအကျိနဲ့ဆုံးနဲ့အကြည့်ချင်းစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ခံမှန်းနေကြပါတယ်။ကဲပရိသတ်ကြီးကဘသူဘက်ကလဲဂျော်ရှူအာဗန်ကမန်ဒယ်ခိပရဲ့ပါဇက်ကိုပိတ်ပြနိုင်မလားဒါမှမဟုတ်ခိပကပဲချန်ပီယံကိုဒုက္ခပေးသွားမလား comment ကခံမှန်းပေးခဲ့ကြပါဦးအခုလိုစိတ်လှုပ်ရှားစရာ MMA သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ကို follow လုပ်ထားဖို့မမိတ်နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်